မင်္ဂလာပါရှင်ဒီတစ်ခေါက်ကတော့ကျမတို့အဖွဲ့က Big C ခုနှစ်လွာမှာရှိတဲ့အရှင်ရှိဖစီကိုတွားကြမှာဖြစ်ပါတယ် Big C ကိုဝင်လိုက်တာနဲ့ဒီလိုမျိုး Big C ရဲ့အဝင်ပေါက်မှာအရှင်ရှိဖရဲ့ပုတ်ကလေးထောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့တက်လီကထိန်မှာထောင်ထားတာပါဒီတက်လီကနေပြီးတော့ခုနှစ်လွာကိုတက်သွားလိုက်ရုံပါပဲเนาะခုနှစ်လွာကအပေါ်ဆုံးတက်ဖြစ်ပါတယ်အပေါ်ဆုံးတက်ကိုရောက်သွားတဲ့အခါမှာဒီလိုမျိုးပေါ့เนาะဖျားပစ္စည်းတွေကိုရောင်းတဲ့ဆိုင်တန်းတွေကိုတွေ့ရမှာဖြစ်ပါတယ်ဟောတစ်ခုလုံးဒီလိုမျိုးဖျားပစ္စည်းတွေရောင်းတဲ့ဆိုင်တန်းတွေပဲရှိတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အရှင်ရှိဖကိုပူဇော်ဖို့အတွက်ပန်းကပုံကနီးတွေတစ်တီးတွေနို့တွေကိုအလှဆင်ပြီးတော့ရောင်းတာအများကြီးတွေ့ရပါတယ်ရှင်ဒီမှာကတော့သူ့ရဲ့တန်ဖိုးတိုင်းပေါ့နော်ဈေးတစ်ခုနဲ့တစ်ခုတော့မတူကြပါဘူးရှင်ဒီလိုဝယ်တဲ့အခါမှာလဲလူတန်းမို့ဝယ်တဲ့အခါမှာလဲscan အနေနဲ့လဲလူလို့ရတယ်ပေါ့နော်ဒါလေးကကြတော့အရှင်ရှိဖကိုပူဇော်ပုံပူဇော်နီးစာရွက်လေးကိုတောင်းလို့လဲရပါတယ်ပတ်စံပေးစရာမလိုပါဘူးဒီမှာကျမတို့အရှင်ရှိဖကိုစပြီးတော့ပူဇော်ကြော့ပါတယ်ရှင်အရှင်ရှိဖကိုစပြီးပူဇော်ကြော့တဲ့အခါမှာသူတို့ပူဇော်နီးလေးရှိပါတယ်အရှင်ရှိဖကိုပူဇော်ဖို့အတွက်ဒီလူပွဲပစ္စည်းထဲမှာပေါ့နော်ရေတန့်ဘူးလေးတစ်ဘူးပါရပါတယ်ရှင်ဒီရေတန့်ဘူးလေးတစ်ဘူးကိုကင်ပြီးတော့ဆူတောင်းပြီးလို့ရှိရင်ပေါ့နော်ဒီရေတန့်ဘူးလေးဘူးကိုကင်ပြီးတော့ညာဘက်ကိုအရင်ပတ်ရတယ်လို့ပြောပါတယ်ရှင်အရှင်ရှိဖကိုဆူတောင်းပြီးလို့ပူဇော်တဲ့အခါမှာလူဝယ်ပစ္စည်းထဲမှာပါတဲ့အမွှေးတိုင်လေးတွေကိုလည်းအမွှေးတိုင်အိုးနေရာလေးမှာတေချာစာစိုက်ပေးရပါတယ်ရှင်စိုက်ထုလို့တန်းရပါတယ်ပြီးတော့တရားလေးကကြတော့အမွှေးတိုင်ဒုံးလေးပေါ့နော်အမွှေးတိုင်ဒုံးလေးကိုလည်းအမွှေးတိုင်ပူဇော်တဲ့နေရာမှာပဲထားပေးရပါတယ်ပြီးတော့ဒီထဲမှာပါတဲ့ပန်းဝါဝါလေးတွေပေါ့နော်ဒီပန်းဝါဝါလေးတွေကကြတော့လေဒီပန်းအဝါလေးချိတ်တဲ့နေရာမှာပေါ့နော်သူ့ရဲ့ပန်းပူဇော်တဲ့နေရာမှာပေါ့ပန်းပူဇော်တဲ့တိုင်လေးမှာပဲချိတ်ပြီးတော့တက်တက်ရပူဇော်ရပါတယ်ရှင်ဒီအသီးလေးတွေကိုကတော့စွန့်ပြီးတော့ယူသွားလို့လည်းရပါတယ်အသီးနဲ့နွားနို့လေးတွေကတော့ကျမတို့ကတော့အရှင်ရှိဖကိုပဲလူတန်းပူဇော်ခဲ့ပါတယ်ရှင်ပြီးလို့ရှိရင်ဒီရေတန့်ဘူးလေးကိုကျမတို့ဒီအရှင်ရှိဖဘေးကဒီဖျားကြော့တဲ့နေရာမှာပေါ့နော်ဒီရေဘူးတွေကရေနဲ့လောင်းချပြီးတော့ပူဇော်ရပါတယ်ရှင်ပူဇော်ပြီးလို့ရှိရင်ဒီလိုမျိုးရေတက်ပယ်ပြီးလို့ရှိရင်ပေါ့နော်ဒီကနေပြီးတော့ပူဇော်ထားတဲ့ရေကိုပြန်ယူပြီးတော့လဲကိုယ့်ရဲ့ကားတို့အိမ်တို့ဆိုင်ကန်းတို့အတွက်အန်ဒီရဲ့ကင်းမြန်မာလိုပြောမယ်ဆိုရင်ပရိတ်ရေလိုမျိုးအဖြစ်ပေါ့နော်အသုံးပြုလို့ရပါတယ်ရှင်ဒါကတော့ကျမတို့အရှင်ရှိဖကနေအပြန်မှာCentral Wall ဘက်မှာကြတော့မဟာဘိန်းနဲ့ဖျားရှိပါတယ်ရှင်မဟာဘိန်းနဲ့ဖျားကိုလည်းတခါတည်းပူဇော်ခဲ့ပါတယ်ရှင်ဒီမဟာဘိန်းနဲ့ဖျားမှာကြတော့ဒီမဟာဘိန်းနဲ့ဖျားရဲ့ဘေးနားလေးမှာအချီရေးအိမ်တောင်ရေးအတွက်ဆိုလို့ရှိရင်နေ့စီပန်းအနီလေးတွေကပ်ပြီးတော့စီးပွားရေးအတွက်ဆိုလို့ရှိရင်ကျမကင်ထားတဲ့ဒီပန်းဝါဝါလေးတွေနဲ့ပေါ့နော်ပူဇော်ရတယ်လို့ပြောပါတယ်ရှင်စီးပွားရေးအတွက်လည်းဆူတောင်းပူဇော်လို့ရတယ်လို့ပြောပါတယ်ရှင်ဒါကြောင့်မလို့မဟာဘိန်းနဲ့ဖျားမှာလည်းစီးပွားရေးလာကောင်းဖို့ရအတွက်ကျမပူဇော်ခဲ့ပါသေးတယ်ရှင်ဒီတစ်ဖက်မှာကြတော့